ကျွန်တော်တို့ဂျင်းထဲမှာဟို trainer များတဲ့အကြောင်းကျွန်တော်ပြန်ဆက်အောင်ဘာဖြစ်လို့လဲဆိုတော့ဗျာဟိုဂျင်းထဲမှာကဘာဖြစ်လို့ဟို trainer တွေရှားပါသွားလဲဆိုလို့ရှိရင်ဗျာကျွန်တော်တို့ကိုယ်တိုင်ကအဲ့မလုပ်တော့တာဗျာကျွန်တော်တို့ကိုယ်တိုင်မလုပ်တော့တာဘာဖြစ်လို့လဲဆိုတော့ဗျာသူတို့ကကျွန်တော်တို့ trainer တွေကိုဗျာသူတို့ကပြန်ပြီးတော့ trainer ပြန်လုပ်တာဗျာသူတို့စီကဟို100ဘိုး3ဘိုးဟိုတင်တန်းနေတက်ပြီးတော့လေကျွန်တော်တို့ကိုပြန်ပြီးတော့သူတို့ trainer ပြန်လုပ်တာဟိုချွတ်ကျင်နေဆိုလို့ရှိရင်ကိုကျမ်းမာရေးမကောင်းတဲ့ရက်တွေမှာတွေပါတယ်ဆိုလို့ရှိရင်တော့မှပတ်စံတွေဖြတ်တာကြအဲ့လိုမျိုးတွေလုပ်တာလေကျွန်တော်တို့အချိန်ချင်းကြုံခဲ့ပူပါတယ်ကိုကဘယ်လိုပြောမလဲဆိုတော့ကိုနိုင်ပြောသလိုပါပဲဂျင်းပိုင်ရှင်တွေကဗျာ trainer တွေကို trainer လို့မဆက်ဆံတော့ပဲတဲ့သူတို့လက်အောက်ငယ်ဝန်တန်းဆိုပြီးတော့အဲ့လိုဆက်ဆံလာတယ်ကျွန်တော်တို့တို့ကအဆင်မပြေဘူးဗျာကျွန်တော်တို့ရန်ကုန်မှာလုပ်ခဲ့ရတာအဆင်မပြေဘူးဗျာအဲ့တော့ဟို trainer တွေကတချို့ trainer တွေကြတော့လဲတချို့ကားပလာမောင်ကြီးတွေကြတော့လဲကိုရိုင်းဂျင်မဖွင့်တော့ဘူးတချို့တကယ်တော်တဲ့ trainer တွေကြတော့လဲဟိုကိုရိုင်းရှိတဲ့ပတ်စံလေးနဲ့ပဲကိုမိန်နဲ့ကိုနဲ့ပဲလိုမျိုးစော့ကြတော့တာပဲစီးပွားဖြစ်မဟုတ်တော့ဘဲနဲ့ဝါသနာကျွန်တော်တို့ဆိုတာတော့ဝါသနာရကျွန်တော်တို့စော့ပါတယ်ဝါသနာရစော့ပါတယ်နောက်တစ်ခုကဒီဘက်ခက်ကဟိုလူငယ်တွေပဲဖြစ်ဖြစ်ဘယ်သူတွေပဲဖြစ်ဖြစ်ဗျာချင်းရဲ့ facility ကိုကြည့်ပြီးတော့စော့ကြတာဟုတ်ကျွန်တော်အစီမှာတော့ facility ကတော့ခင်ဗျားတို့နန်းတော်ကြီးတို့ပဲကျွန်တော်တို့မလုပ်ပေးနိုင်ဘူးဗျာအဲ့အတွက်အဲ့ဒါတွေကိုခုံမင်းနေဆိုလို့ချင်းတော့ကျွန်တော်ချင်းမလာစော့ပါနဲ့ဟိုကျွန်တော်တက်နိုင်သလောက်ပြပေးတယ်တခါတလေမှာဆိုလို့ရှိရင်ဗျာဟိုကျွန်တော်တို့ကလက်တွေ့ကြကြလှုပ်လာခဲ့တဲ့သူတွေလေဗျာကျွန်တော်တို့ကိုယ်တိုင်လက်တွေ့ကြကြလှုပ်တယ်ကျွန်တော်ဝိချပေးခဲ့တဲ့သူတွေလည်းအများကြီးပဲဘော်ဒီလှုပ်ပေးခဲ့တဲ့သူတွေလည်းအများကြီးပဲနှစ်ပေါင်းများစွာကျွန်တော်လှုပ်လာခဲ့တာအများကြီးပဲကိုအဲ့လောက်လှုပ်ပေးတာတော့မှကိုကိုပြန်ပြီးတော့လေဟိုဆက်ရပြန်လှုပ်တာကိုပါအဲ့လိုလှုပ်တယ်လေကျွန်တော်တို့ကခံခဲ့ရအဲ့ဒါတော့အရေးမကြီးပါဘူးအဓိကတကယ်တော်တဲ့ trainer တွေခင်ဗျားတို့ဂျင်မှာသွားမရှာတာဂျင်မှာမရှိဘူးတကယ်ဟိုလုပ်ပေးနိုင်တဲ့ trainer တွေခင်ဗျားတို့ဂျင်မှာမရှာတော့နဲ့ခင်ဗျားတို့ဂျင်မှာရှာမယ်ဆိုရင်တော့ခင်ဗျားတို့ personal trainer ငါးမှာခင်ဗျားတို့ရလိမ့်မယ်အဲ့တော့ဒီတိုင်းတော့အချောင်မရဘူးဘာဖြစ်လို့လဲဆိုတော့ခင်ဗျားတို့ကပေးတဲ့ပတ်စံကဟို3000လောက်ပေးပြီးတော့ခင်ဗျား3သိန်းဘိုးလောက်လိုချင်တော့မရအောင်လေဗျာအဲ့လိုရှိတယ်ဟိုအခုဆိုရင်ခင်ဗျားတို့ personal trainer တွေခင်ဗျားတို့ freelance တွေခင်ဗျားမေးကြည့်လိုက်တယ်ခင်ဗျားတို့ဘယ်လောက်ထိနှုံထားရှိလဲဆိုတော့ခင်ဗျားတို့မေးကြည့်လိုက်တယ်ကျွန်တော်ကတော့ကျွန်တော်တက်နိုင်သလားကျွန်တော်ကတော့လုပ်ပေးတယ်အဓိကကဘာလဲဆိုတော့အဲ certificate trainer တွေများလာတဲ့အတွက်ဂျင်တွေကအဲမျိုးလုံးတွေနောက်ပြီးတော့လေမျက်စိတွေရှုပ်ပြီးတော့လေအာယုံတွေနောက်လာတကယ်တမ်းကျကျွန်တော်တို့ကိုယ်တိုင်ကစားရတာကိုပို့ပြီးတော့စိတ်ဝင်စားပါတယ်